တာအဖေရှာကြွေးခဲ့တော့ငါတနေ့မှမညီခဲ့ဘူးဇရာတောင်းလို့ရွယ်ဦးသူတို့ဘဝကနှစ်ယောက်တည်းလွမ်းကြံသာသမီများရဲ့တာဝန်ကိုမိဘနှစ်ပါးကကြည်ပြောသလိုမိဘနှစ်ပါးလည်းအရွယ်ဦးကြီးသာသမီများကပဲစီမာဆုံးရည်သာတွင်တွင်စီတဲ့မြေနှစ်သွဲခန်းချောင်းနေပြီကျေးဇူးရှင်နှစ်ပါးစီပြန်မလာပြီတကယ်ကြီးရကလေးပြောပြခြင်းသေးတယ်ကျွန်တော်နေတဲ့ရက်ွက်တွေကခုနဲ့အဖွာဆိုရင်သူတို့သားသမီးတွေကိုအင်္ဂလိပ်ရောက်ပြီးပညာတတ်ဖြစ်အောင်သာသမီများလည်းပညာဆုံးအားလုံးရောက်လို့ကုန်ပါပြီကြောခိုင်းသွားကြပါပြီလေမိဘနှစ်ပါးပဲကြံလီနာကျင်လေးသူတို့ပြုံးလေးတဲ့အင်္ဂလိပ်တစ်လုံးပေါ်မှာစင်းရဲစွာတူသာကြံလီမိဘတိုင်းကိုသားသမီးအပေါ်ခွင့်လွတ်တော်လောကအစင်လာအရွယ်ရဲ့ပူတော်လဲလေသားသမီးများအပြန်လန်းမှန်မြော်ဟာမြစ်တာကြောင့်ခွင်တော်ပန်းတွေပွေးကြစီလမ်းရပါစေအဖေအမေတွေရှိတော့ခါကျေးဇူးတော်ပြန်ဆက်တင်ပါလေကျေးဇူးတော်ပြန်ဆက်ကြပါဗျာလောကကဘာတွေခဏရောက်လာခဲ့တယ်တတဝါတွေအားလုံးနဲ့မှအပညာအပြေဝဆုံးလူလို့ပြောတာတွေဒီစကားများလဲကျွန်တော်ကြားဘူးလေလက်တွေကြတော့မယုံနိုင်စရာကျေးဇူးတရားမသိနိုင်သူတွေမိဘများရဲ့နေရာကိုရောက်ခဲ့တဲ့နေ့တန်တရားလေးဒီအချိန်မှာရွှေနောင်နာတွေနောင်ဒီနောင်နေပါပြီပြေမလွတ်တာလောကတန်တရားနဲ့တကယ်ကြီးရကလေးပြောပြခြင်းသေးတယ်ကျွန်တော်နေတဲ့ရက်ွက်တွေကအခုနဲ့အဖွာဆိုရင်သူတို့သားသမီးတွေကိုအင်္ဂလိပ်ရောက်ပြီးပညာတတ်ဖြစ်အောင်သာသမီများလည်းပညာဆုံးအားလုံးရောက်လို့ကုန်ပါပြီကြောခိုင်းသွားကြပါပြီလေမိဘနှစ်ပါးရဲ့ကြံလီနာကျင်လေးသူတို့ပြုံးလေးတဲ့အင်္ဂလိပ်တစ်လုံးပေါ်မှာစင်းရဲစွာတူသာကြံလီမိဘနှစ်ပါးလုံးငါမရနိုင်အပြုံးမျက်ရည်နှလုံးသားမှာကျွေးဒါကိုမမြင်သလိုမသိသလိုသားသမီးများနေသွားကြလိမ့်မည်သားတွေကပညာတတ်ကြီးတွေသမီးကလေးတွေတတိဖြစ်နေတာဒါကိုဂုဏ်ယူလို့ရင်မိဘနှစ်ပါးနောက်ဆုံးနှစ်ယောက်သာကျန်အဖိုးနဲ့အဖွားနောက်ဆုံးနှစ်ယောက်သာကျန်